ဒါနရဲ့အကျိုးတရားကိုကြည့်လိုက်မယ်ဆိုရင်ဘဝတန်တရားမှာလူဖြစ်ရင်လည်းအစဉ်တစ်ပြေကြည့်လေဒါနရှိသူနဲ့မရှိသူကဘယ်ဘဝရောက်ရောက်ကွာသွားတယ်နောက်ဆုံးမှပြောရမယ်ဆိုခွေးဖြစ်သွားတယ်ဒါနရှိတဲ့ခွေးကဒါနလုပ်ခဲ့တဲ့ဘဝကလာတဲ့ခွေးကြတော့တထေးအိမ်မှာကားတွေပါတွေစီးလို့ကောင်းတာတွေစားလို့ကြက်ဥတွေတို့အသားတွေတို့အဲ့လိုစားတယ်ဒါနမရှိတဲ့ခွေးကြတော့ဟိုအမိုက်ပုံးတွေကနှိုက်ဒီထဲကနှိုက်ဒီထဲမှာခဲနဲ့အထုခံရတော့ရေနွေးဘူးနဲ့အလောင်းခံရတော့ရှိဘူးလားရှိတယ်ကွဲပြားခြားနားပုံလေးကိုပြောပြတယ်ဒါသတိထားရမှာလေကိုယ်မျက်စိအောင်မှာတွေ့နေတာဒီမတူဘူးဆိုတာအဲ့တော့ဒီကြားထဲမှာသွားကြည့်ပြီးတော့ဒါနဟာလှုပ်တဲ့သလားမလှုပ်တဲ့သလားကိုယ့်အကိုဆုံးဖြတ်ဖို့ရှိပါလားဘတော်တဆတိရစ္ဆာန်ဖြစ်သွားတော့ဒါနရှိတဲ့အကောင်ကဟာချမ်းချမ်းသာသာနေရတယ်ဒါနမရှိရင်ဆင်းရဲနေရကဲလူတွေလည်းကြည့်အောင်မင်္ဂလာဈေးမှာအထုတ်ထားရတဲ့လူတွေရှိတယ်ဆိုင်ပိုင်ရှင်ရှိတယ်ဟုတ်လားရှိတယ်ဘေးကနေလိုက်ကောက်နေတဲ့လူတွေလည်းရှိတာအဲ့ဒါဘာလို့ကွဲနာဒီလိုကွဲတာတော့ဘယ်သူမပြုမိမိမှုပဲဟောကိုယ်တိုင်ကဒါနကောင်းမှုနေပါလာတဲ့အချိန်ကြတော့လူဘဝရောက်လာပြီမဲ့လို့တယောက်နဲ့တယောက်မတူတာဖြစ်လာတယ်ဆိုတာအဲ့ဒါဟာဒါကိုဒီအဖြေလေးတွေကိုထုတ်ချင်ဒါနဆိုတာလှုပ်တဲ့နာလားမလှုပ်တဲ့ဘူးလားတော့ကြတော့ဒါနတန်တရားရှိတယ်ဒါနလှုပ်เสียမလို့ဘူးလို့ဟောတာနဲ့သွားတိုးနေလို့ရှင်ပတ်စံကုန်မှလည်းငါကကြောက်နေဆိုမလှုပ်ဖဲနေရင်အဲ့ဒါနောက်ဘဝကျပို့ဆုံးပါနော်အတွေးလွဲသွားတတ်တယ်ဖရာအလောင်းကြီးပါရမီဖြည့်တာကြည့်လေသူမိတာဘဝကစပြီးတော့ဒါနကစလိုက်တာသူမိတာဘဝမှာအကြီးကျယ်လှူတာပဲလေနောက်ဆုံးမှာပါရမီပြည့်လို့နောက်ဆုံးပါရမီဖြည့်တဲ့ဘဝလို့ဆိုတဲ့ဝိတ္တန္တရာမှာလဲတိုင်းပြည်ကနှင်ထုတ်ခံရသည်ထိအောင်လှူတာပဲသားလှူတယ်သမီးလှူတယ်နှယားလှူဇနီးလှူတယ်ဟောလှူတာမှအကုန်လှူတာနောက်ဆုံးသူ့ပဲလှူဖို့ကြံတော့တာနော်အဲ့ဒါလောက်ထိအောင်ဒါနကောင်းမှုလုပ်သွားတာဆိုတာဒါတွေကိုတတိထားပြီးတော့ဒါနဆိုတာဒီမလိုဘူးဝိပဿနာတန်တဲ့လူကဝိပဿနာပဲလုပ်ဒါနလုပ်เสียမလိုဘူးလို့များပြောမယ်ဆိုလို့ရှိရင်နားမယောင်လိမ့်နဲ့ပေါ့သူ့အပိုင်းနဲ့သူပဲနော်သူ့အပိုင်းနဲ့သူဒါနဆိုတာပတ်စံချမ်းသာမှလုပ်လို့ရတယ်လို့လည်းမတွက်လိမ့်နဲ့ကိုစားနေတဲ့ထဲကလှူတာလဲဒါနပဲနော်တလုံးတဆုပ်တနေ့ကိုထမင်းတစ်လုံးလျှော့စားလို့ပိန်တဲ့လူမရှိပါဘူးဝိတ်တောင်ချနေရသေးချို့ဝိတ်တောင်ချနေဝိတ်ချတဲ့ထဲကလည်းလှူလို့ရတာအဲ့တော့ဟိုဒါနကောင်းမှုဆိုတာလောက်တိုင်ရင်ဖြစ်ပါ